မင်းကလေဟဲ့ငါနိုင်ငံငါလူမျိုးငါဘာသာမချစ်ပဲနေမလားချစ်တာပေါ့မင်းတိုင်းတစ်ပါးသားတွေကျူးကျော်ဝင်ရောက်လာကြည့်ခေါင်းဆောင်ကအစိုးရကောင်တယောက်ပဲမင်းငါတို့ဘက်မှာရှိနေပြီဟဲ့ငယ်တော့မိဘတွေမေးလိုက်တော့မင်းကြည်လာတာဘာလို့မစစ်သားကြီးလုံးမယ်လို့ဖြေခဲ့တဲ့ကောသိလားဟဲ့တချို့ကွာပြောမထွက်တဲ့အရာတွေရှိတယ်တချို့သောအရာတွေကြည့်လိုက်ရဲဘော်မသေးသေးတော့ငရဲမလားတဲ့အဲ့ဒါကပြပနဲ့ရင်ဆိုင်လာရမယ်ဆိုရင်ရောက်ငါတို့လိုကောင်မျိုးတွေလူငယ်တွေ20ကျော်တွေအယောက်100ခေါ်ကြည့်လိုက်ဆွဲနေကြမလို့ချက်ချင်းဝင်တိုက်မယ်ကောင်လောက်ပြမယ်အဲ့လိုမျိုးကောင်တွေရောက်စဉ်းစားဗျာခင်ဗျားတို့လည်းစဉ်းစားခင်ဗျားတို့လည်းကိုလိုပညာရှိတွေကြီးပဲဗျာကိုလေးသားအားကြရတယ်လူကြီးပဲနိုင်ငံဒီစစ်တဲ့ဆိုတာတနက်ကင်တာကိုတွေကာဝယ်ပေးတယ်တောင်းနာလေတယ်ငါတို့ကာဝယ်ပေးတယ်ငါတို့ရဲ့စစ်သားကြီးငါတို့သိတယ်လေငါတို့နိုင်ငံကာဝယ်အခုကွာမင်းစဉ်းစားကြည့်ဘာမှမဟုတ်တဲ့လူကွာအဲ့ဒီမင်းတို့အများယုံကြည်စိတ်ချရတဲ့လူအတွက်မဟုတ်ဘူးလားကျွန်တော်ပြောချင်တာအဲ့ဒါပြောချင်တာအများယုံကြည်စိတ်ချရတဲ့လူအများအတွက်ပဲကြည့်ပြီးတော့ကောင်းတာလုပ်ရမှာလေရဲဘော်မသေးသေးတော့ငရဲမလားဆိုတဲ့ဇာကအခုသုံးနေတာပြောင်းမင်းသွားတာမင်းလုံအကောင်တွေတက်ဆိုခင်ဗျားတို့တက်နေတဲ့